ဒီနေ့အိမ်မှာဘယ်သူမှမကြိုက်တဲ့ငါးဟင်းလေးကျမချက်လိုက်ပါတယ်။ချမောင်ရွက်ကိုမြစ်ကလေးနဲ့ငရုတ်သီးမုတ်လေးနဲ့နေပြီးတော့ငချင်းစီပြန်လေးချက်စားမယ်ဆိုတာ။အိုးကျမအတွတ်ချေနည်းနည်းလွှဲသွားတယ်ကွယ်။ထမင်းတော်မလောက်ဖြစ်သွားတယ်။ဘာလာလာဒေါင်းနဲ့ဖွဲ့ဆိုတာကျမနည်းနည်းမေ့သွားပါတယ်။ဒီနေ့အိမ်မှာနွေရာသီလည်းဖြစ်နေပြီဆိုတော့ချင်းချင်းလေးစားခြင်းနဲ့ဆိုလို့ချမောင်ဟင်းလေးရဲ့ငါးလေးရဲ့ကိုကျမဒီနေ့ချက်ပါတယ်။ကျက်သွန်ဖြူနေချင်းစီသက်ခရမ်းညင်သီးလေးပါတစ်ခါတည်းထည့်ပြီးစီသက်ပြီးသွားပြီဆိုမှကျမရေလေးထည့်တာပါမယ်။ပြီးသွားပြီဆိုရင်တော့ခရမ်းညင်သီးကိုကျမတို့ကကြက်သွားအောင်ခြေမယ်ပေါ့နော်။ခြေမကြိုက်မယ်ခြေမိုးဂရိဆိုးဆိုတဲ့လူတွေအတွက်ကခြေချင်းခရမ်းညင်သီးတာခြေနေလိုက်ပါပြီးသွားရင်တော့အရသာအတွက်ချိုမုတ်စားငံပြားရေးထည့်ပါပြီးသွားပြီဆိုရင်တော့အခုလိုမျိုးစီလေးပြန်လာပြီဆိုရင်တော့ကျမတို့ချိုမုတ်စားစနစ်နဲ့နှက်ထားတဲ့ငချင်းစီပြန်လေးတွေကိုဖြစ်အောင်ချက်ပါမယ်ငချင်းကိုဗိုက်သားလေးတွေဆိုလို့ရှိရင်အခုလိုခရမ်းညင်သီးအနှစ်လေးနဲ့စီပြန်ချက်စားရင်အရန်ကောင်းတော့ပါအဲ့ဒါကိုမှချမောင်လေးကိုငရုတ်သီးလေးနဲ့နေပြီးစားလိုက်ရလို့ကတော့အာကပါဇက်လူဖြစ်ရကြုံနဲ့ဖြစ်သွားပါမယ်ကဲပြီးရင်တော့အပေါ်ကနေနနံပင်မကြိုက်တဲ့လူတွေကြော်ရမယ်အလှည့်ရောက်ပါပြီနနံပင်လေးအုပ်လိုက်လို့ရှိရင်အရန်မွေးပြီးစားလို့ကောင်းတဲ့ငချင်းစီပြန်လေးရပါပြီအိဆက်ပြီးတော့လေလုံးဝညှိနှမ်းမရှိဘဲနဲ့စားလို့ကောင်းတဲ့ငါးဟင်းလေးပါကဲစားလိုက်ပါဦးမယ်တတားနောက် vlog တွေမှာပြန်တွေ့မယ် see you